ကဲဒီနေ့တော့ကဘာပြက်ကတ်ကြီးထဲမှာအသက်ရှင်ဖို့ရုန်းကန်ခဲ့ရတဲ့ The Walking Dead ဇလံအကြောင်းကိုပုံပြောသလိုမျိုးပြောပြမယ်နော်ဒီဇလံက Deputy Rick Grimes ဆိုတဲ့ရဲတယောက်ကနေစတာပေါ့သူကတာဝန်ထမ်းဆောင်ရန်တနက်မှန်ဒီတတိမိသွားတာစိတ်ရုံမှာပြန်နိုးလာတဲ့အချိန်မှာတော့ကဘာလုံးကပြောင်းလဲသွားပြီလူတွေကလူသေးကောင် Walkers တွေဖြစ်ကုန်ကြပြီလေ Rick ကသူ့မိသားစုကိုပြန်ရှာရင်းနဲ့ Morgan တို့သားဖားနဲ့ဆုံတယ်ပြီးတော့ Atlanta မြို့ကိုတွားရင်းနဲ့ Glenn လို့ခေါ်တဲ့ကိုရီလိုက်ကောင်လေးကသူ့ကိုလူသေးတွေကြားလေးကကယ်ထုတ်လိုက်ရကနေအသက်ရှင်ကြမ်းတူတွေစုနေတဲ့စခန်းကိုရောက်သွားတာပေါ့အဲ့ဒီမှာသူထီမထားတာကသူ့မိန်းမ Lori တားလီခါနဲ့သူ့တငယ်ချင်းအရင်ကောင် Shane တို့ကိုပြန်ဆုံလိုက်ရတာပဲဒါပေမဲ့အဲ့ဒီမှာနေပြဿနာကစတာ Rick တေးပြီးအထင်နဲ့ Shane နဲ့ Lori ကတိတ်နေကြတာလေနောက်ပိုင်းမှာတော့သူတို့တစ်ခွက်လုံးနေရအသက်တွေရှာရင်းနဲ့ Herschel ဆိုတဲ့အဖိုးကြီးရဲ့ခြံကိုရောက်သွားကြတယ်အဲ့ဒီမှာနေရင်းနဲ့ Rick နဲ့ Shane ကြားကတင်းမာမှုတွေကပေါက်ခွဲပြီး Rick က Shane ကိုတတ်လိုက်ရတဲ့အထိဖြစ်သွားတာပေါ့ဇလန်ကတဖြည်းဖြည်းနဲ့ပူပြီးတော့ကြမ်းလာတယ်သူတို့ထောင်ဟောင်းကြီးတစ်ခုမှအခြေချဖို့စူးစမ်းကြသေးတယ်အဲ့ဒီမှာ Rick ရဲ့မိန်းမ Lori ကကလေးမွေးရင်စုံသွားရှာတယ်အဲ့ဒီအချိန်မှာပဲ The Governor လို့ခေါ်တဲ့ Villain တောင်နဲ့ထိတ်တိုက်တွေ့ပြီးစစ်ဖြစ်ကြတာပေါ့အဲ့ဒီစစ်ပွဲမှာသူတို့ရဲ့လမ်းပြဖြစ်တဲ့ Herschel အဖိုးကြီးအသက်ခံလိုက်ရပြီးသူတို့နေတဲ့ထောင်ကြီးလည်းပျက်စီးသွားလို့အားလုံးလူစုကွဲကုန်ကြတော့လူစုကွဲသွားတဲ့သူတွေက Terminus ဆိုတဲ့နေရာမှာပြန်ဆုံကြမယ်ဆိုပြီးတွားကြပေမဲ့အဲ့ဒီနေရာကလူသားစားတဲ့သူတွေစုနေတဲ့နေရာဖြစ်နေပြန်ရောအဲ့ဒီကနေခက်ခက်ရဲရဲလွတ်မြောက်လာပြီးနောက်မှာတော့ Alexandria ဆိုတဲ့လုံခြုံတဲ့မြို့လေးကိုရောက်သွားကြတယ်အဲ့ဒီမှာအေးအေးဆေးဆေးနေရတော့မယ်ထိတ်နေတော့မှာပဲတကက်ငရဲမင်းကြီးနီဂန်ရောက်လာတာပါပဲနီဂန်ကသူ့ရဲ့စူးကြိုးပတ်ထားတဲ့ဘတ်တန်ကြီး Lucille နဲ့ Rick တို့ရဲ့တငယ်ချင်း Glenn နဲ့ Abraham တို့ကိုအားလုံးရှေ့မှာရိုက်တက်ပြလိုက်တာတကယ်ကိုရင်နာစရာကောင်းတဲ့အခန်းပေါ့ Rick တို့ကနီဂန်နဲ့လက်အောက်မှာအကြာကြီးငုံခံနေခဲ့ရပေမဲ့နောက်ဆုံးမှာတော့တခြားဖွဲတွေနဲ့ပေါင်းပြီးပြန်တိုက်ခဲ့ကြတယ်အဲ့ဒီစစ်ပွဲမှာ Rick ရဲ့သား Carl ကလူသေးကြိုက်ခံရပြီးတေသွားခဲ့တာက Rick အတွက်အကြီးဆုံးဆုံးရှုံးမှုပဲဒါပေမဲ့ Carl ရဲ့နောက်ဆုံးဆန္ဒအရ Rick ကနီဂန်ကိုမတက်ပဲထောင်ထဲမှာပဲပိတ်ထားလိုက်တာနောက်ပိုင်းမှာတော့အဖွဲတွေကြားထဲမှာငင်းချမ်းရအောင် Rick ကစူးစမ်းရင်းနဲ့တပါးကြီးတစ်ခုကိုဖောက်ခွဲပြီးသူ့ကိုအနစ်နာခံသွားမိတယ်အားလုံးကတော့ Rick တေးပြီးလို့ထင်နေကြတာပေါ့ဒါပေမဲ့တကယ်တော့ Rick ကိုရဟက်ရင်တစည်းကလာခေါ်သွားလား Rick မရှိတော့တဲ့နောက်6နှစ်အကြာမှာ Whisperers လို့ခေါ်တဲ့လူသေးအရေးကွင်းကိုမျက်နှာခွင်းစွပ်ထားတဲ့အဖွဲအသစ်တစ်ပိတ်ရောက်လာပြန်တယ်သူတို့ရဲ့ခေါင်းဆောင် Alpha က Rick တို့အဖွဲဝင်တော်များများကိုတတ်ပြီးခေါင်းတွေကိုတကျင်းလျှော်ပြမယ်တဲ့အထိရက်ဆက်နေတာဒီကြားထဲမှာ Rick ရဲ့မိန်းမ Michonne က Rick အသက်ရှင်နေသေးတယ်ဆိုတဲ့အထောက်အထားတွေတွေ့လို့သူ့ကိုလိုက်ရှာဖို့ထွက်သွားခဲ့တာနောက်ဆုံးမှာတော့ Eugene တို့အဖွဲ့က Radio ကနေတစ်ဆက်ဆက်သွယ်မိတဲ့ Stephanie ဆိုတဲ့အမျိုးသမီးရဲ့အဖွဲ့နဲ့တွားတွေ့ဖို့ခရီးဆက်ကြတော့ဇလန်းကဆက်သွားနေတာပေါ့ဒါကတော့ The Walking Dead ရဲ့အဓိကအနှစ်ရှုပ်ဇလန်းပေါ့လူသေးတွေကြားထဲမှာတင်မကဘူးလူအချင်းချင်းကြားထဲမှာလည်းဘလောက်အထိရုန်းကန်ရတယ်လဲဆိုတာကိုပြထားတဲ့ဇလန်းကောင်းတစ်ခုပါပဲ